အားလုံးပဲမင်္ဂလာပါဘုရားကိုချစ်တဲ့ယုံကြည်သူသားသမီးအရောက်တိုင်းနဲ့တူပြန်လဲဆုံတွေ့ခွင့်ရတာဘုရားခင်ကြီးစွာတော်ကိုအထူးပဲချီးမွမ်းတာပဲဖြစ်ပါတယ်ဒီနေ့မှာလဲနည်းနည်းလေးနှုတ်ပတ်တော်ကိုအတူတူကအစဉ်ချင်းခွန်အားယူကြမှာဖြစ်ပါတယ်ဒီနေ့ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့စာတန်ကခရစ်တော်ကိုဘယ်လိုစုံစမ်းပြီးတော့ခရစ်တော်ကဘယ်လိုအောင်မြင်သွားတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒီနေ့ဒီနှုတ်ပတ်တော်အဖြစ်အရောက်တိုင်းအတွက်အထူးကောင်းကြီးမင်္ဂလာဖြစ်မယ်လို့ယုံကြည်တာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီချိန်ဒီခေတ်ကာလကနောက်ဆုံးသောကာလအဆုံးပိုင်းမှာကျွန်တော်ရောက်ရှိနေတဲ့အခါမှာစာတန်ရဲ့လှည့်ပြသွေးဆောင်အမျိုးမျိုးရင်ဆိုင်ဖြတ်ကျော်နေတဲ့ကာလပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနှုတ်ပတ်တော်အဖြစ်အားလုံးအတွက်အထူးကောင်းကြီးဖြစ်မှာဖြစ်ပါတယ်။အာမင်။ရွေးချယ်ထားတဲ့နှုတ်ပတ်တော်ကတော့ရှမာသက်အခန်းကြီး၄အပိုင်ငယ်1ကနေပြီးတော့7ထဲမှာဖြစ်ပြီးတော့အချက်လေးတွေခွန်အားယူနေဖတ်သွားကြမှာဖြစ်ပါတယ်ပထမချက်မှာခွန်အားယူချင်တာကဘာလဲဆိုရင်စာတန်ကခရစ်တော်ကိုဘယ်လိုစုံစမ်းလဲဆိုရင်ခရစ်တော်ရဲ့ဖြစ်ခြင်းကိုအသုံးပြုပြီးတော့စုံစမ်းသွားတာပဲဖြစ်ပါတယ်ကျမ်းပိုက်ကိုအရှင်ဖတ်ရအောင်ရှမာသက်ခန်းကြီးလေးအပိုင်ငယ်3ထိုအခါစုံစမ်းသေးဆောင်တော်သူသည်ချင်းကပ်၍ကိုတော်သည်ဖျားသခင်တားတော်မှန်လေဤကြောက်ခဲတို့ကိုမှုတ်ဖြစ်စေခြင်းကအမိတ်ရှိတော်မူပါဟုရှောက်လေဒီနေရာမှာ highlight လုပ်ချင်တာကဘာလဲဆိုရင်ကိုတော်သည်ဖျားသခင်တားတော်မှန်လေ if you are the son of God စာတန်ကခရစ်တော်သည်ဖျားသခင်တားဖြစ်မှန်ကောင်းကောင်းသိပါတယ်စာတန်ကခရစ်တော်သည်ဖျားဖြစ်မှန်လေကောင်းကောင်းသိပါတယ်စာတန်ကခရစ်တော်ဒီကြောက်ခဲကနေမှုတ်ဖြစ်စေနိုင်တော့ဖျားဖြစ်တယ်ဆိုတာလည်းကောင်းကောင်းသိပါတယ်ဒါပေမဲ့ဒီနေရာမှာစာတန်ရဲ့အလှည့်ကွက်ကတိတ်ကိုလှပလာဖြစ်ပါတယ် if you are the son of God ဖျားတားမှန်လေလှုပ်ပြလိုက်တယ်ခရစ်တော်ကငါဖျားတာပဲငါဒါလေးမြငါလှုပ်ပြလိုက်ရမှဆိုတဲ့စိတ်ကိုပေါ်ပေါက်လောက်အောင်စာတန်ရဲ့လက်ကွက်ကတိတ်ကိုလှပလာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာစာတန်ကခရစ်တော်ရဲ့ဖြစ်ခြင်းခရစ်တော်တတ်နိုင်တဲ့အရာကိုဖြစ်ခြင်းကိုအသုံးပြုပြီးတော့စာတန်ကလက်ကွက်လှည့်ဖြားလိုက်တယ်ဆိုတဲ့အကြောင်းကျွန်တော်တွေ့ရတာဖြစ်ပါတယ်။ဒီနေရာမှာမိတ်ဆွေများအားပေးချင်တာကဘာလဲဆိုရင်ကျမတို့အသက်တာလေစာတန်ကကျွန်တော်ရဲ့ဖြစ်ခြင်းကျွန်တော်ရဲ့ယာထုလုတ်ပိုင်နိုင်တော့ခွင့်ဖြစ်ခြင်းအဖြစ်စာတန်ကကျွန်တော်ကိုစုံစမ်းနေတာပဲဖြစ်ပါတယ်အတင်းတော်အနေနဲ့ကြည့်မယ်ဆိုရင် if you are a pastor of the church you can live as you like တရားဒီအတင်းတော်ရဲ့တရားဆရာမဟုတ်ဘူးလားကြိတ်တယ်လို့ဥဆောင်တာကြိတ်တယ်လို့လုံရတယ်တရားဒီအတင်းတော်ရဲ့ခေါင်းဆောင်မဟုတ်ဘူးလားအာနာရှိတယ်ကြိတ်တယ်လို့လုံလိုက်ဆိုပြီးတော့စာတန်ကကျွန်တော်ရဲ့ဖြစ်ခြင်းကျွန်တော်ယာထူးကအားနေပြီးတော့စုံစမ်းနေရှိတာပဲဖြစ်ပါတယ်မိသားစုအနေနဲ့ကြည့်မယ်ဆိုရင်တရားမိဘမဟုတ်ဘူးလားတာသမီစိတ်တလို့လုံးလိုက်စိတ်ကျဉ်အောင်ရိုက်ပလိုက်စားတဲ့ဖြစ်ကျွန်တော်ရဲ့ဖြစ်ခြင်းကျွန်တော်ရဲ့ identity တွေကိုပျက်စီးအောင်ကြဆုံးအောင်စာတန်ကကျွန်တော်ကိုစုံစမ်းနေတာပဲဖြစ်ပါတယ်အဲ့ဒီစုံစမ်းခြင်းထဲမှာလဲကျသွားတဲ့ခေါင်းဆောင်တွေမိဘတွေတော်တော်များများရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမစ္ဆွေများစာတန်လှည့်ကွက်ကတိတ်ကိုမိတ်ပါတယ်ကျွန်တော်ဖြစ်ခြင်းအားဖြင့်စုံစမ်းနေတာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုပထမချက်မှာခွန်အားယူခြင်းတာဖြစ်ပါတယ်။ဒုတိယချက်ကတော့ဘာလဲဆိုရင်စာတန်ကခရစ်တော်ကိုဘယ်လိုစုံစမ်းလဲဆိုရင်အစားအစာအဖြစ်စုံစမ်းတာပဲဖြစ်ပါတယ်။ခုနကျမ်းပိုက်ထဲမှာကျွန်တော်ဖတ်ပြီးသွားပြီဖြစ်တယ်။ကိုတော်ဒီဘုရားသခင်တားတော်မှန်လေဤကြောက်ခဲတို့ကိုမှုတ်ဖြစ်စေခြင်းကဤကြောက်ခဲတို့ကိုမှုတ်ဖြစ်စေခြင်းကဒီနေရာမှာယေရှုခရစ်ကရပ်ပေါင်း40လုံးအစာရှောင်တဲ့အခါမှာအမတမပိုက်စာတဲ့အချိန်ကာလမှာစာတန်ကရောက်လာပြီးစုံစမ်းနေတဲ့အချိန်ကာလဖြစ်ပါတယ်ကျွန်တော်တို့အသက်တာထဲမှာလဲအထူးသဖြင့်အစာရှောင်နေတဲ့ကာလမှာစာတန်ကအဲ့ဒီအစာအဖြစ်စုံစမ်းနေရှိတာပဲဖြစ်ပါတယ်တချို့ရပြောကြတယ်အစာရှောင်တာမဟုတ်ဘူး
အစာရွှေ့တာနော်ကျွန်တော်အစားအစာအဖြစ်စုံစမ်းနဲ့ရှိတာပဲဖြစ်ပါတယ်ဒါခါတည်းကျွန်တော်ကျမ်းစာထဲမှာကဘာပြောလဲဆိုရင်တရားဟောရတဲ့အခန်းကြီး21 20ထဲမှာဖတ်မယ်ဆိုစာကျူးတော်သူမဖြစ်နဲ့အစားအစာလွန်သွားရင်လည်းမကောင်းဘူးဘာဖြစ်လို့အစားအစာများသွားရင်လည်းအိမ်ငိုက်တယ်ကျမ်းစာမဖတ်ချင်တော့ဘူးဖျားရှိကိုရဲ့ခါမှာလည်းပူအိမ်ငိုက်လာတယ်စသဖြင့်တင်တန်းတက်တဲ့အချိန်ကာလဆိုပူဆိုးတယ်ပူအိမ်ငိုက်တာလေဘုပတော်ကလည်းကောင်းကောင်းလေးကျွန်တော်နားမထောင်ဖြစ်နိုင်တော့ဘူးပေါ့ဒါကြောင့်အစားအစာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စာတန်ကစုံစမ်းနေရှိတာဖြစ်ပါတယ်တခါတလေမတည့်တဲ့အစားအစာကိုစားမိသွားတာအဲ့ဒီအရာပြကျွန်တော်ကျမကြီးပူချူတဲ့သွားတဲ့ခါမှာကျွန်တော်ခန္ဓာကိုယ်အများကြီးထိခိုက်လာတယ်ခန္ဓာကိုယ်ထိခိုက်တော့ကျွန်တော်ဝိညာဉ်ရကိုလည်းအများကြီးထိခိုက်လာနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်စာတန်ကအစားအစာအဖြစ်စုံစမ်းနေရှိတာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်ဘာဥစားပြည့်လဲဆိုရင်စားဝတ်နေရအစားအစာကိုကျွန်တော်ဥစားပြတာပဲဖြစ်တယ်ဒါကြောင့်ဒီနေရာမှာဒုတိယချက်မှာအပိချင်တာကစာတန်ကကျွန်တော်တို့ကိုလည်းဘာနဲ့စုံစမ်းလဲဆိုရင်အစားအစာအဖြစ်အထူးသဖြင့်အစာရှောင်ဆူတောင်းတဲ့ခါမှာစာကျူးတော်သူဖြစ်လာအောင်မတဲတဲ့အစားအစာစားလာအောင်စသဖြင့်ကျွန်တော်တို့ကိုအစားအစာအဖြစ်စုံစမ်းလက်ရှိတယ်ဆိုတာကိုဒုတိယချက်မှာခွန်အားယူချင်တာပဲဖြစ်ပါတယ်တတိယချက်ကတော့စာတန်ကခရစ်တော်ကိုဘယ်လိုစုံစမ်းလဲဆိုရင်ကျမ်းစာကိုအသုံးပြုပြီးတော့စုံစမ်းတာပဲဖြစ်ပါတယ်ကျမ်းပိုက်ကိုကျွန်တော်ဖတ်ရအောင်အခန်းငယ်9နဲ့6သူအခါမာနတိယေရှုကိုတန်ရှင်းသောမြို့တော်သို့ဆောင်သွား၏မိမ့်မန်တော်၏အထက်၌တင်ထားပြီးလေကျမ်းစာလာသည်ကကောင်းကင်တမန်တို့အားတင့်ကိုအခုမှာထားတော်မူသည်ဖြစ်တင်သည်ခြေကိုကြောက်နဲ့မထိမခိုက်စေခြင်းကသူတို့သည်တင့်ကိုလက်နဲ့မအစခြေပစ်ကြလိမ့်မည်ဟုလာ၏ဒီမှာစာရန်ကကျမ်းစာကိုအသုံးပြုပြီးယေရှုကိုစုံစမ်းနေတာပဲဖြစ်ပါတယ်။ဘာကျမ်းပိုက်ကိုသုံးသွားလဲဆိုရင်91ခုပြသောစာလံအပိုင်ရဲ့7စနစ်ထဲမှာရှိတဲ့ကျမ်းစာကိုအသုံးပြုပြီးတော့ယေရှုခရစ်ကိုစုံစမ်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီမှာရှိတဲ့ဓမ္မမစ်ဆွေများစာတန်ကကြော်ကျမတို့ကိုလည်းဒီကျမ်းစာကိုအသုံးပြုပြီးတော့ပဲစုံစမ်းနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လောကမှာကျွန်တော်ကြည့်တဲ့အခါမှာမှားယွင်းတဲ့ဩဝါဒတွေမာယုတဲ့ခံချက်တွေအန်စာကိုတော့သုံးပေမဲ့အမှားမှအယွင်ယွင်အတိတ်ပဲဖွင့်ဆိုပြီးတော့ဟောပြောတက်တည်ခံနေတဲ့ဆရာသမားတွေရောများစွာရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်ထိုအရာကတိတ်ကိုကြောက်စရာကောင်းတာပဲဖြစ်ပါတယ်။ဒါကြောင့်ဟောဆရာတွေကတော်တော်များများပျောက်တတ်တဲ့စကားလုံးရှိပါတယ်။ဆရာဝန်ကတဲ့စီးတစ်ခါထူမှရင်တယောက်ပဲတည်တယ်။ဒါပေမဲ့တရားဟောဆရာတွေကတဲ့တခါတရားဟောတာမှားပြီဆိုလူပေါင်းများစွာကတည်ကြည်ဖြစ်စီသွားကြတယ်ဒီစကလုံးကတိတ်ကိုအရင်မှန်ကန်တာဖြစ်ပါတယ်ဒါကြောင့်ဒီခေတ်ချင်းကာလမှာဒီချမ်းစာကိုပဲအသုံးပြုပြီးတော့အမှားမှအယွင်ယွင်နဲ့ကျွန်တော်ယုံကြည်သူအားလုံးကိုတိတ်ခိုက်လက်ရှိတာပဲဖြစ်ပါတယ်အသင်းတော်အနေနဲ့ကြည့်မယ်ဆိုရင်လေအသင်းတော်ဘာကြောင့်မတိုးတက်နိုင်တာလဲဆိုရအချက်တွေအများစွာအထဲမှာတစ်ချက်အပါဝင်ကဘာလဲဆိုရင်တမာတရားပေါ်မှာမရက်တည်တဲ့အသင်းတော်ကတော့အသင်းသူအသင်းသားလည်းမခိုင်ဘူးအသင်းတော်လည်းမတူတတ်နိုင်ဘူးဆိုတာကိုကျွန်တော်တွေ့ကြတာပဲဖြစ်ပါတယ်ဘယ်လောက်ပဲ music ဘယ်လောက်ပဲကောင်းကောင်းဘယ်လောက်ပဲလူဦးရေဘယ်လောက်ပဲများတမာကျမ်းစာအပေါ်မှာရက်တည်တဲ့အရာတမာကျမ်းစာကိုတမာကျမ်းစာအတိုင်းမသွားတဲ့အသင်းတော်ဖြစ်တယ်ဆိုရင်ဒီအသင်းတော်ကတော့တိုးတက်ဖွင့်ရတဲ့အာဟန်ဒါတွေမြောက်များစွာကိုဖြစ်စေတာပဲဖြစ်ပါတယ်ဒါကြောင့်ကျမ်းစာကိုအသုံးပြုပြီးတော့စာတန်ကကျွန်တော်ယုံကြည်သူတွေကျွန်တော်အသင်းတော်တွေကိုအမြဲတမ်းစုံစမ်းနေတာပဲဖြစ်ပါတယ်ဒါကြောင့်ဒီအရာကိုတမာတတိထားပြီးတော့ကျွန်တော်တို့အသက်ရှင်ဖို့ရန်အတွက်အမှန်တမ်းအရေးကြီးတယ်ဆိုတာကိုဒီနေ့တတိယချက်မှာခွန်အားယူချင်တာပဲဖြစ်ပါတယ်နံပါတ်၄ချက်မှာစာတန်ကခရစ်တော်ကိုဘယ်လိုစုံစမ်းလဲဆိုရင်လောကစီးစိမ်အဖြစ်စုံစမ်းတာပဲဖြစ်ပါတယ်။ကျမ်းပိုက်ကိုကျွန်တော်တို့ဖတ်ရအောင်အပိုက်ငယ်၈နဲ့9 10ဖြစ်ပါတယ်။တဖန်မာနသည်ယေရှုကိုအလွန်မြင့်လှစွာသောတောင်ပေါ်သို့ဆောင်သွား၍ဤလောက၌ရှိသမျှသောတိုင်းနိုင်ငံတို့ကို၎င်းထိုတိုင်းနိုင်ငံတို့၏ဘုံစည်းစိမ်ကို၎င်းပြညွှန်၍ကိုတော်သည်ငါ့ကို
ညွန့်ပြောက်ကိုးကွယ်လင်ယခုပြသမျှတို့ကိုငါပေးမည်ဟုဆိုလေ၏ဒီနေရာမှာစာတကခရစ်တော်ကိုဘယ်လိုစုံစမ်းလဲဆိုလောကအစည်းစိမ်အားဖြင့်စုံစမ်းတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်အလွန်မြင့်လာတော့တောင်ပေါ်ခေါ်သွားပြီးတော့လောကအရာကိုပြတယ်ဘယ်လောက်မဲ့မောစရာကောင်းလဲဒီလောကအရာကငါဥစ္စာဖြစ်တယ်ငါပေးလို့တော့ပေးလို့ရတယ်ဒါကြောင့်ယေရှုကပြောလေငါ့ကိုကိုးချပါကိုးကွယ်တယ်ဆိုရင်ဒီလောကအရာကိုပေးပလိုက်မယ်ဒါကြောင့်ဒီနေရာမိတ်ဆွေအားလုံးအားပေးခြင်းနဲ့စာတန်ကကျွန်တော်ကိုဘယ်လိုစုံစမ်းလဲဆိုရင်လောကအစည်းစိမ်အားဖြစ်တယ်ယေရှုယုံရင်ကြွယ်ဝမယ်ကျမ်းမာမယ်ချမ်းသာမယ်အောင်မြင်မယ်ဆိုတဲ့အရာအားဖြင့်ဒီလောကစည်းစိမ်တွေရရှိဖို့လောက်နဲ့ပဲဖခင်ကိုယုံတယ်ဒီလောကမှာကြွယ်ဝပြီးတော့ချမ်းသာဖို့အတွက်လောက်နဲ့ပဲယေရှုကိုယုံကြည်နေတယ်ဆိုရင်ကျွန်တော်တို့ကစာတဲ့လက်ကွက်ထဲမှာရောက်နေပြီဆိုတာကိုတတိယဆင်ခြင်တာပဲဖြစ်ပါတယ်ဒါကြောင့်ဒီစီးစိမ်ဥစ္စာတွေအဖြစ်စာတာကကျွန်တော်တို့ကိုလှည့်ဖြားနေတယ်ဟုတ်တယ်လို့နဲ့ကျွန်တော်တို့အမေနဲ့လှည့်ဖြားနေတယ်ဆိုတာကိုဒီနေ့မှာနံပါတ်၄ချက်မှာခွန်အားယူချင်တာပဲဖြစ်ပါတယ်ဒါကြောင့်စာတန်ကအဲ့ဒီလောကအစည်းစိမ်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကိုစုံစမ်းနေရှိတာပဲဖြစ်ပါတယ်ဒါလေးကိုဒီနေ့တတိထားပြီးတော့တမန်တတိနဲ့ဒီနေ့ခွန်အားယူကြပြီးတဲ့ဒီနေ့စာတန်ကခရစ်တော်ကိုဒီလေးချက်နဲ့စုံစမ်းနေတာပဲဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့အသက်တာမှာလည်းဒီလေးချက်အဖြစ်အမြဲတမ်းစာတန်ကကျွန်တော်တို့ကိုစုံစမ်းနေတာပဲဖြစ်တယ်ဆိုတာလေးကိုဒီမှာခွန်အားယူရှင်းတာဖြစ်ပါတယ်ဒါဆိုရင်ခရစ်တော်ကအဲ့ဒီစုံစမ်းခြင်းကိုဘယ်လိုအောင်မြင်သွားလဲဆိုရင်နံပါတ်1ချက်မှာဘယ်လိုအောင်မြင်သွားလဲဆိုရင်ခရစ်တော်ကတန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့တန်ရှင်တော်ဝိညာဉ်တော်လမ်းပြတဲ့နေရာမှာသွားတဲ့အခါမှာအဲ့ဒီစုံစမ်းခြင်းအလုံးကိုအောင်မြင်သွားတာပဲဖြစ်ပါတယ်ဟာလေလုယာအပိုင်ငယ်1နဲ့2ကိုဖတ်ရအောင်နော်ဘာပြောလဲဆိုရင်ထိုအခါမာန၏စုံစမ်းသွေးဆောင်ခြင်းကိုခံစေမိအကြောင်းဝိညာဉ်တော်သည်ယေရှုကိုတောသို့ပို့ဆောင်တော်မူ၏ဘယ်သူကပို့ဆောင်လဲဝိညာဉ်တော်ကယေရှုကိုတောသို့ပို့ဆောင်တယ်ဝိညာဉ်တော်ဦးဆောင်တဲ့နေရာမှာသခင်ယေရှုကနာခံလက်လျှောက်ပြီးသွားလာဖြစ်တယ်ဒါကြောင့်ဒီနေ့အဲ့ဒီစုံစမ်းတော့ရှက်ခြင်းကိုအောင်နိုင်တဲ့ယေရှုရဲ့လှုပ်ဝက်ချက်ကတော့ဘာလဲဆိုရင်ဝိညာဉ်တော်နဲ့ပြည့်ဝဝိညာဉ်တော်ရဲ့လမ်းပြတဲ့နောက်မှာလိုက်သွားခြင်းအဖြစ်ပဲဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်အသင်းတော်တော်များများပါလေဝိညာဉ်တော်ဖခင်ရဲ့ခံယူခြင်းဝိညာဉ်တော်ဖခင်ရဲ့ဦးဆောင်မှုအောက်မှာသွားတဲ့သူကအဲ့ဒီစုံစမ်းခြင်းအလုံးကိုအောင်မြင်တော်သူပဲဖြစ်ပါတယ်အာမင်ဒုတိယချက်ယေရှုကဘယ်လိုအောင်မြင်သွားလဲဆိုရင်ဒီနှုတ်ကပတ်တော်အဖြစ်ပဲအောင်မြင်သွားတာဖြစ်ပါတယ်ဟာလေလုယာဒီနှုတ်ကပတ်တော်ဒီကျမ်းစာကိုပဲအသုံးပြုပြီးတော့မှန်မှန်ကန်ကန်နဲ့အသုံးပြုပြီးတော့ဒီစုံစမ်းနောက်ဆက်ခြင်းကိုအောင်မြင်သွားတာပဲဖြစ်ပါတယ်ခုနအပိုင်ငယ်အဲမှာကျွန်တော်ဖတ်မယ်ဆိုရင်ခုနအပိုင်ငယ်ခန်းကြီးလေးအပိုင်ငယ်လေးထဲမှာပြောကြလဲဆိုရင်ယေရှုကလည်းလူဒီမှုအားဖြစ်တာအသက်ကိုမွေးရသည်မဟုတ်ဖျားသခင်မိတ်တော်မူတမျှအားဖြင့်အသက်ကိုမွေးရမျိုးကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏စာတန်ကကျမ်းစာနဲ့ပဲယေရှုကိုစုံစမ်းတယ်ယေရှုကလည်းအဲ့ဒီကျမ်းစာနဲ့ပဲအနိုင်ယူသွားတာဖြစ်ပါတယ်ဟာလေလုယာဒီနှုတ်ပတ်တော်ကျမ်းစာနဲ့ပဲအနိုင်ယူသွားတာဖြစ်ပါတယ်ဒါပါကျမ်းစာသုံးသွားလဲဆိုရင်တရားဟောရာကျမ်းအခန်းကြီး8အပိုင်းငယ်3ထဲမှာဖတ်တဲ့အခါမှာအဲ့မှာကျွန်တော်တွေ့ရတာဖြစ်ပါတယ်လူဒီဟောအားဖြစ်တာအသက်ရှင်နေမဟုတ်ဘုရားသခင်မိတ်တော်မူသမျှအားဖြင့်အသက်ရှင်နေလို့သိစေတော်မူ၏ဒါကြောင့်ဒီကျမ်းစာကိုအသုံးပြုခြင်းအဖြစ်ဒါလည်းအဲ့ဒီစုံစမ်းနောက်ဆက်ခြင်းကိုအောင်မြင်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ခုနပတ်ငယ်9နဲ့6ပြီးတော့ဖတ်တဲ့အခါမှာအပတ်ရဲ့ခွန်ထဲမှာလည်းအဲ့မှာတွေ့ရတယ်ယေရှုကလည်းတင်းဘုရားခင်ထောက်တာဘုရားကိုတင်းဒီအစုံအစမ်းမပြုတ်ရဟုကျမ်းစာလာသည်ဘာကျမ်းစာအသုံးသွားလဲဆိုရင်တရားဟောရာကျမ်းအခန်းကြီး6အပိုင်းငယ်16ထဲမှာရှိတာဖြစ်တယ်ဘုရားကိုအစုံစမ်းမပြုတ်ရဘူး
ဒါကြောင့်ယေရှုကဒီချမ်းစာကိုပဲအသုံးပြုပြီးတော့စာတန်ရဲ့လှည့်ဖြားတဲ့အားလုံးကိုအောင်မြင်သွားတယ်ဆိုတာကိုကျွန်တော်တွေ့ရဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာလဲစာရဲ့စုံစမ်းနှောက်ယှက်ခြင်းအားလုံးအောင်မြင်ကျော်လွှားနိုင်ပွင့်အတွက်တော့ဒီချမ်းစာပဲအသုံးပြုခြင်းအဖြစ်ဒီနှုတ်ပတ်တော်ပဲအသုံးပြုခြင်းအောင်မြင်တော်သူဖြစ်ပွင့်အတွက်ဘုရားသခင်အလိုတော်ရှိတာပဲဖြစ်ပါတယ်။နောက်ဆုံးသခင်ယေရှုကအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းကိုဘယ်လိုအောင်မြင်သွားလဲဆိုရင်စာရှောင်ခြင်းအဖြစ်ဆုတောင်းခြင်းအဖြစ်အောင်မြင်တော်တာပဲဖြစ်ပါတယ်။ဟာလေလုယာ။ဒါကြောင့်ယေရှုခရစ်ရပ်ပေါင်း40လုံးအစာရှောင်တယ်။အစာရှောင်တဲ့ခန္ဓာကိုယ်အားငယ်ပြီမဲ့ဝိညာဉ်ရမှာအားကြီးလာတဲ့အခါမှာအဲ့ဒီစာရှောင်ခြင်းအဖြစ်ဆုတောင်းခြင်းအဖြစ်တာလေအဲ့ဒီစုံစမ်းနှောက်ယှက်ခြင်းအားလုံးကိုကျွန်တော်တို့အောင်မြင်ကျော်လွှားနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်တမန်မိတ်ဆွေများအားပေးခြင်းနဲ့စာတန်ကကျွန်တော်တို့ကိုဖြစ်ခြင်းကိုအသုံးပြုပြီးတော့စုံစမ်းနေရှိတာပဲဖြစ်တယ်။အစားအစာအဖြစ်ကျွန်တော်ကိုစုံစမ်းနေရှိတာပဲဖြစ်တယ်။ဒီချမ်းစာကိုအသုံးပြုပြီးတော့စာတန်ကကျွန်တော်စုံစမ်းနေရှိတာပဲဖြစ်တယ်။လောကအစေးစိမ်အဖြစ်စုံစမ်းနေရှိတာပဲဖြစ်ပါတယ်။ဒီစုံစမ်းနှောက်ယှက်ခြင်းအားလုံးကိုအောင်မြင်တော်သူဖြစ်ဖို့ဘုရားသခင်အလိုတော်ရှိတဲ့အတွက်ကြောင့်ဘယ်လိုအောင်မြင်သွားလဲဆိုရင်တရှင်တော်ဝိညာဉ်နဲ့ပြုပါခြင်းတရှင်တော်ဝိညာဉ်ရဲ့လမ်းပြခြင်းထဲမှာသွားနေတယ်ဆိုရင်ဒီစုံစမ်းနှောက်ယှက်ခြင်းအောင်မြင်တော်သူဖြစ်မှာဖြစ်တယ်ဟာလေလုယာပြီးတော့ဒီချမ်းစာအဖြစ်ပဲစုံစမ်းနှောက်ယှက်ခြင်းအောင်မြင်တော်သူဖြစ်မှာဖြစ်တယ်ပြီးတော့စာဆောင်ရှုတောင်းခြင်းပြီးတော့ဆုတောင်းခြင်းနေ့တိုင်းဆုတောင်းခြင်းအဖြစ်ထိုစုံစမ်းနှောက်ယှက်ခြင်းကိုဖြတ်ကျော်အောင်မြင်တော်သူဖြစ်မှာဖြစ်တယ်ဆိုတဲ့အရာနှုတ်ပတ်တော်အဖြစ်တိုက်တွန်းနှိုးဆော်ခြင်းတာဖြစ်ပါတယ်အလုံးပေါ်မှာထောက်တော့ဖျားကောင်းကြီးပေးပါစေအာမင်